ဝင်လန်းစဉ်ပါရမီတော်အနိစ္စဒုက္ခအနတ္တမြင်လာတော်ရွှေရင်ကျော်ရွှေရင်ကျော်အရိယာလန်းစဉ်မှတ်ကြဒီကိုင်းတော်ခုနှစ်နှစ်မှထွက်ခဲ့တော့ဘုရောပြုထွက်တော်မူလို့80တဲ့နော်သစ္စာရှိဘုရောပွင့်ရင်က85နှစ်ထွက်တော်မူပြန်တော့အဘဘုရောဟန်တနုယူနေမှာ90ပြည့်နှစ်ထွက်ရမြန်နေတော့ကျေးဇူးကြီးမာလာစွာရွှေရင်ကျော်အဖေသာတရားကထင်ရှားလွန်တော်တရားသဘောလည်းမလွန်ဆန်းတော်ဘုရားဟောတဲ့ဒေသနာတော်56နှစ်ထွက်တော်မူပြန်တော်လောင်းလေးကိုလောလောင်းလေးကိုလောလိုက်ချင်းသူသစ္စာသုံးရဲ့ညီတော်အမှန်ကိုကြည်ညံသိတဲ့သူနော်လိုက်ချင်းသူသစ္စာသုံးရဲ့ညီတော်အမှန်ကိုကြည်ညံသိတဲ့သူနော်စိတ်ထားတွေတို့လို့ဖြူလို့စိတ်ထားတွေတို့လို့ဖြူလို့စေတနာရှိဆရာကြီးမှာဓမ္မအထွက်မှာဉာဏ်ချက်သူတွေ့လို့ညောရွှေကျော်ရွှေကျော်30ဘုံရအတွင်းမှာအဝိဇ္ဇာပြည့်စရာတဏှာစရာကဝေဒနာနိရောဓပါအဝိဇ္ဇာပဲခွင်းလို့သာဒီဝိဇ္ဇာနဲ့မှာပါရမီစခန်းနဲ့တန်ရာလွတ်လန်းဖြစ်ပြန်တာဝိဇ္ဇာလန်းစဉ်ပြောပြခြင်းသာထွက်ရလန်းကိုပေါက်အောင်ကျင့်ကြသူခမအဆောင်လက်ဖွဲ့ရတရားတွေမပါအစည်းတွေလည်းမပါဘူးခမအာယုံပြုလို့သင်သာမြင်သာအာယုံခံတဲ့ပညာတွေလည်းမပါယုံထားနှံခွာအကြအမြင်ဆိုတာအပယ်လေးဘုံရွာမကင်းသေးပါလွတ်လန်းကိုရှာအကျင့်ကိုမှန်စွာဓာတ်စီနှံခွာဆရာများကိုရှောင်ရှားကြပါဆရာကိုသာအယူဆမမောင်းရှာဆရာတင်နာညာနဲ့တွေ့ခေါ်ပါအနိစ္စနဲ့ဒုက္ခလွတ်ကြောင်းရှာဝိပဿနာရှုမှတ်ခါ